Hello အားလုံးပဲမင်္ဂလာပါပုံပါရှင်PAC လေးတွေဒီတစ်ခါ reading မှာဖျဲသည့်ပုံလေးနဲ့လုပ်ပြီးထားတယ်အဲ့ဒီမှာဆိုလို့ရှိရင်ကိုယ်အဆင်ပြေတဲ့ group ပြီးလို့ရှိရင်ကိုယ်အစွဲဆောင်ဆုံးဖြစ်တဲ့ group ကိုစိတ်အေးလက်အေးလေးနဲ့ရွေးပြီးလို့ရှိရင် group 1 reading လေးစပါမယ်ဒီ group 1လေးတွေကလက်ရှိ energy မှာဆိုလို့ရှိရင်ကိုတိုင်းကပပပပျော်ရွှင်ရွှင်နဲ့comfort zone နဲ့လည်းရောက်နေတယ်ပြီးလို့ရှိရင် AACC လေးနဲ့အကုန်လုံးကို unconditional love လေးထားနေနိုင်တာကိုတွေ့ရတယ်ကိုဆိုလို့ရှိရင်ကိုဘာလှုပ်ရှင်ပံ့ပိုးပေးမဲ့လူတွေကိုချစ်တဲ့လူတွေကလည်းကိုနားမှာရှိနေပေါ့လေနောက်တစ်ခုကကိုအတွက်ကိုစီးစင်းနေတဲ့အရာတွေရှိနေရအစင်မပြတ်ပေါ့နော်ကိုအတွက်ကိုရဲ့အသက်သွေးကြောဖြစ်တဲ့ပင်မစီကြောင့်တစ်ခုကကိုစီကိုပဲဥတီလာနေရဆိုတော့ energy ကိုတွေ့ရတယ်နောက်တစ်ခုကနံပါတ်3ကဏ္ဍနေပေါ့နော်3ရက်နေမွေးတဲ့လူတွေ3လပိုင်းမွေးတဲ့လူတွေပြီးလို့ရှိရင် life path number 3 personal year number 3သမားတွေအဲ့လိုလူတွေနဲ့ပို့ပြီးတော့ resonate ဖြစ်မယ်လို့ဒီမှာတွေ့ရတယ်ပြီးလို့ရှိရင် feminine energy ပေါ့နော်ယောက်ျားလေးပဲဖြစ်ဖြစ် main ကလေးပဲဖြစ်ဖြစ်ဘလို့ကျန်တာပဲဖြစ်ဖြစ်ကိုယ်စီမှာ feminine energy အရန် strong နေတာမျိုးတွေ့ရတယ်ဒါလက်ရှိ energy check-in ပေါ့လေအဲ့ဒီမှာဒီကိုရင်ကိုအေးစီမဲ့သတင်းစကားလေးတွေပေါ့လေပုံကတော့ဒီမှာဖျဲသီးလေးနေဆိုတော့ရင်ကိုအေးအောင်လို့ဆိုပြီးတော့ဒီ message လေးတွေကြည့်ပေးတဲ့အချိန်မှာတချို့လူတွေအတွက်ကကိုရင်ကိုအေးစေမဲ့အရာတွေကသတင်းစကားနံပါတ်1ကတော့ဘာဖြစ်မလဲဆိုလို့ရှိရင်ကိုနဲ့ harmony ညီ sharing လုပ်နိုင်မဲ့partner ကောင်းနေ partner ဆိုတာကိုရဲ့ချစ်ချင်းမြတ်တာမှာပဲဖြစ်ဖြစ်သမီးစရာပဲဖြစ်ဖြစ်အိမ်တော်ကြီးမှာပဲဖြစ်ဖြစ်လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်ကိုနဲ့စိတ်တူကိုတူပျော်ရွှင်ရွှင်လုပ်နိုင်တဲ့လူတွေကိုတွေ့လာရမယ်ပြီးလို့ရှိရင်တချို့ဆို picnic ထွက်တာလေးတွေတွေ့ရမယ်တချို့ကြတော့ဒီ timing ပေါ့နော် right person right timing ကိုလည်းတွေ့နေရတယ်အဲ့တော့ right person right timing ဆိုတာလူမျိုးစုံဖြစ်နိုင်ပါတယ်မိသားစုထဲမှာပဲဖြစ်ဖြစ်မိတ်ဆွေပဲဖြစ်ဖြစ်လုပ်ငန်းကိုင်ငန်းမှာပဲဖြစ်ဖြစ်ကိုယ့်အတွက်စစ်မှန်တဲ့လူတွေကိုတွေ့လာဖို့ရှိပါတယ်နောက်တစ်ခုကကြတော့သတင်းစကားနံပါတ်2ကတော့ဘာလေးဖြစ်မလဲဆိုလို့ရှိရင်ကိုကဒီခရီးလမ်းကိုရှောက်ခဲ့ရတာအရင်ကြာနေပြီဆိုလို့ရှိရင်ရောက်ပါတော့မယ်ကြာရိုးဆက်ပြီးတော့ fighting အတင်းသားပေါ့လေအဲ့တော့ဒီတကုံးကြော်ရင်ဒီတောင်ကုန်းတစ်ခုကြော်ရင်ရောက်တော့မယ်ပေါ့လေအဲ့တော့ကိုထမ်းထားတဲ့တာဝန်တွေကပြောရမယ်ဆိုရင်ထမ်းထားတဲ့တာဝန်လို့သာထင်တာတကယ်ထမ်းထားတဲ့တာဝန်တွေမဟုတ်ဘူးကိုအတွက်ကိုစုဆောင်းနေရတဲ့ collection တွေပေါ့နော်တချို့တွေက maybe ဖြစ်နိုင်တာကျောင်းတွေတက်နေရတယ်တန်တန်းတွေတက်နေရတယ်တန်တန်းမျိုးစုံတက်နေရတယ်ကိုအတွက်ကိုပညာရည်ဖြည့်ဆည်းနေရမျိုးဒါမှမဟုတ်လို့ရှင်လဲတချို့တွေဆိုလို့ရှင်လဲ share လုပ်ငန်းတွေအများကြီးဝင်ပါထားတယ်တချို့တွေဆိုလို့ရှင်လုပ်ငန်းတွေအများကြီးလုပ်ထားတယ်လုပ်ငန်းတစ်ခုမဟုတ်ဘူးနှစ်ခုမဟုတ်တစ်ခုတချို့ဆိုလို့ရှင်လူဆယ်ကိုခွဲပြီးလောက်ကောင်လုပ်နေရတယ်ဆိုတော့တကယ်နဲ့သူများရဲ့အမြင်မှာတော့ပင်ပန်းနေရလို့ထင်ပေမဲ့ on the other hand မှာကြတော့ကိုအတွက်ကိုကစုစည်းနေရတဲ့အရာတွေကိုအတွက် collection လုပ်နေရတဲ့အရာတွေပေါ့နော်အကုန်လုံးကိုထွေးပွေပြီးတော့လောဘတကြီးပေါ့လေလောဘတကြီးထွေးပွေပြီးတော့ကိုအတွက်ကိုသုံးရမယ့်အရာတွေဆိုပြီးတော့အဲ့လိုမျိုးပြီးလို့ရှိရင်ကိုယ့်ရဲ့ guidance spiritual guidance ပဲဖြစ်ဖြစ်ကိုစောင်းနဲ့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ ancestor တွေကပဲဖြစ်ဖြစ်ကိုစောင့်ကြည့်နေသူကဒီ project တွေဒီတာဝန်တွေဒီ mission တွေကိုတကယ်ကိုစိတ်ပါလက်ပါထမ်းဆောင်တဲ့လူလားဒါမှမဟုတ် तू ကအလုပ်တစ်ခုကိုတကယ်ပြီးမြောက်အောင်တကယ်လုပ်နိုင်တဲ့လူလားဆိုတော့သူတို့စောင့်ကြည့်နေအဲ့တော့ကိုစောင့်ကြည့်နေလူရှိတယ်ကိုဒီ project ဒီ mission ကိုပြီးွားလို့ရှိရင် maybe သူတို့ဘာလုပ်ပေးမလဲတော့မသိဘူးပေါ့နော်ဒီမှာတော့မပြသေးဘူးသူတို့စောင့်ကြည့်နေတယ်ဆိုတာလေးကတော့ဒီမှာပြထားတယ်နောက်တစ်ခုသတင်းစကားနံပါတ်3ကကြတော့ဘာလေးလဲဆိုလို့ရှိရင်ဘယ်လိုပြောရမလဲနည်းနည်း satisfy ဖြစ်နေတယ်နင်တို့တွေအခုတော့ငါ့ကိုတွေ့ပြီးမှလားဆိုတော့ energy လေးလည်းရတယ်ချစ်တော့ချစ်စရာလေးနည်းနည်းခြေတယ်ဆိုတော့ energy လေးလည်းနည်းနည်းရတယ်ကိုအရန်ကိုကြည်နပ်နေဆိုတော့ energy လည်းရတယ်ပေါ့နော်နည်းနည်းခြေမိုးတဲ့ energy ကတော့နည်းနည်းပိုများတယ်ရှေ့မှာကိုရဲ့အနာဂတ်ကအရန်ကိုတောက်ပနေရဒါကိုတော်တော်ခံစားရတယ်ပြီးလို့ရှိရင်အေးချမ်းသာရာလေးဖြစ်နေပေါ့နော်တချို့တွေကြတော့ movement သဘောမျိုးအပြောင်းရွှေ့သဘောမျိုး
ဖြစ်နိုင်တာကတချို့တွေကြတော့ new partnership new environment new career ပြီးရင် new mission တွေဖြစ်ပါစေငါတော့က AC ပဲဆိုပြီးတော့အဲ့လိုမျိုးလေးလည်းတွေ့ရတယ်တချို့တွေဆိုလို့ရှိရင်ဟိုနိုင်ငံပြောင်းအလုပ်ပြောင်းနေတဲ့ထိုင်တဲ့နေရာပြောင်းပေါ့နော်တောင်းမလို့ရှိရင်လည်းကိုတခုခုကိုပြောင်းရွှေ့ခြင်းနေရဆိုတဲ့စိတ်လေးတွေလည်းရှိနေရမျိုးတွေ့ရတယ်ဒါပေမဲ့ဘယ်အရာတွေပဲပြောင်းလဲခြင်းတွေပဲဖြစ်ပါစေအရန်ကိုကောင်းတယ်ပေါ့နော်အဲ့ဒီပြောင်းလဲခြင်းတွေမှာဘာရှိနေလဲဆိုလို့ရှိရင်ဟိုထင်ပေါ်ကြော်ကြားတယ်ပေါ့နော်ကိုက star ဖြစ်နေပေါ့ကိုယ့်ရဲ့နယ်ပယ်မှာကိုကနည်းနည်း star ဖြစ်နေပေါ့နော်ကိုကဒါမှမြင်တာတချို့လူတွေကမြင်နေတယ်ပြီးလို့ရှိရင်နောက်ထပ်အချစ်ရေးလဲတွေ့တယ်ဟိုအချစ်ရေးကဘလို့အချစ်ဖြစ်မလဲဆိုနှွေးထွေးတယ် agent တယ် stable ဖြစ်တယ်ဆိုတော့အချစ်ရေးတစ်ခုကိုလဲတွေ့နေရတယ်ဒါပေမဲ့လောလောဆယ်ကိုကအဲ့ဒီအောင်မြင်ကြော်စောခြင်းတွေအချစ်ရေးတွေကိုကိုကခေါင်းထဲမှာဘာမှအလောက်ထိထားသေးတာမဟုတ်ဘူးကိုလောက်ခဲ့တဲ့အလုပ်တစ်ခုကို mission accomplish ဖြစ်တဲ့ဟာတစ်ခုပေါ့ကိုကတော်တော်ကျေနပ်ပီတိဖြစ်နေတဲ့ဟာကိုဒီမှာမြင်နေရတယ်ပြီးလို့ရှိရင်ဟိုကိုကျေနပ်နေတကယ်ကြီးကိုကျေနပ်ပြီးတော့ငါ့ဘဝမှာငါတယောက်တည်းရှိလဲရတယ်ဟိုအဲ့လိုမျိုးလှုပ်ထားလို့ဘယ်သူမှအဝယ်မခံဘူးမဟုတ်ဘူးကိုလှုပ်ထားတဲ့အရာထားမှာတော့ကိုကဟိုပုံလို့တွေဂိမ်းစော်တာပဲဖြစ်ဖြစ်အယုတ်ဆက်တာပဲဖြစ်အယုတ်လေးတစ်ခုဆက်လို့ရသွားတယ်ဂိမ်းတစ်ခုကိုအောင်သွားတယ်ဆိုလို့ရှိရင်ကိုကျေနပ်ပြီးပြောနေတယ်ဆိုတော့ကျေနပ်ပီတိမျိုးနဲ့နေနေတဲ့အချိန်မှာကိုမထင်ထားတဲ့အောင်မြင်မှုရဲ့ကိုမထင်ထားတဲ့အချစ်ရေးတွေကကိုဘွားတွေကိုဝင်လာတယ်ဆိုတာအဲ့ဒီမှာစိတ်ကလေးရတယ်ပေါ့လေဒီမှာနောက်ထပ်ပုံကဘာလေးကြည့်ပေးထားလဲဆိုလို့ရှိရင်ဟို guidance message လေးနောက်ထပ်ဘာကြည့်ပေးထားလဲဆိုတော့ oracle message လေးကိုကြည့်လိုက်တဲ့အချိန်မှာကိုကကိုဘဖို့ပြုတယ်ကိုရဲ့ကျန်းမာရေးကိုရဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာကို stable ဖြစ်အောင်ထားတယ်ပြီးလို့ရှိရင်ကိုဘာ strong ဖြစ်နေလဲဆို heart chakra strong ဖြစ်တယ် upper heart chakra ပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကိုကချစ်ချင်းမြတ်တာနဲ့ပဲပတ်သက်တည်ဖြစ်စေတခြားလူတွေဖြစ်စေကျင်နာတယ်ပေါ့နော်ကျင်နာတယ်ယူရတယ်ပြီးလို့ရှိရင်အခြေခိုင်တယ်နောက်တစ်ခုကဒီမှာဘာတွေ့နေလဲဆိုလို့ရှင်ပေါ့ pink salt တောင်တန်းလိုမျိုးဒီမှာ oracle ကနေတွေ့နေရဖြစ်တဲ့အတွက်ကိုဘယ်လိုပြောရမလဲချစ်ချင်းမြတ်တာပိုင်းမှာခုနကလည်း energy မှာလည်းကိုတိုင်းကအဲ့လိုမျိုး feminine energy ကို strong ဖြစ်နေရပေါ့နော်အဲ့ဒီမှာကိုက feminine energy strong တာဖြစ်တဲ့အတွက်ကိုယ့်စီကိုလာဖို့ကိုတချို့လူတွေထားပါတော့ကိုက agent မှုပေးတယ်ကိုကကျန်နာမှုပေးတယ်ကိုက sharing ပေးတယ်နောက်တစ်ခုကကြတော့ဘာလဲဆိုလို့ရှိရင်ကိုကသူများတို့အရန်ကျင်နာတတ်တယ်စာနာတတ်တယ်ကိုဘာသာကိုတော့နေတယ်ပေါ့နော်အဲ့ဒီအချိန်မှာဆိုလာသူ့စီမှာဆိုလို့ရှိရင် agent မှုတွေရတယ်သူ့ energy လေးကောင်းတယ်သူ့နားနေရရင်အရန်ကောင်းတယ်ဆိုပြီးတော့ကိုနားလာဖို့တခြားလူတွေကိုဆွဲခေါ်လာတဲ့လူတွေတွေ့ရတယ်ပြီးလို့ရှိရင်လေကိုရဲ့နှွေးထွေးမှုကျင်နာမှုကိုဘယ်လိုပြောရမလဲဟိုအဖွားပုံတို့တွေဆိုလို့ရှိရင်ကိုရဲ့အဖိုးအဖွားတွေနားဆိုလို့ရှိရင်ကတ်ရှင်တယ်ကွာအဖိုးအဖွားတွေကကိုတွေဘယ်လိုစေနာမြတ်တာထားလဲတဲ့မှာအဖိုးအဖွားတွေနားနေရလို့ရှိရင်အဖေမေတွေဥပလေးနားနေရတယ်မတူကြည်ကျင်နာဆက်ဆံနေဆိုတော့အဲ့ဒီ vibe လေးကိုကြိုက်လို့ရှိရင်ကိုတွေဆိုသွားချွဲပြီးအနားမှာကတ်ပြီးနေရတယ်အဲ့တော့ကိုကဘာလက်နက်မှကင်ဆောင်ထားတာမဟုတ်ဘူးကျင်နာမှုနှွေးထွေးမှုကိုပဲကိုကလက်ဝဲကင်ဆောင်ထားတာဖြစ်တဲ့အတွက်ဟိုတခြားဟိုရုံရင်းကြမ်းတဲ့နဲ့တာရင်တိလိษံနေတောင်မှတခြားလူတွေအပေါ်မှာကြမ်းတဲ့ရင်ကြမ်းတဲ့နေပါစေကိုနားဆိုလို့ရှိရင်အဲ့လိုမျိုးဟိုကြောင်လေးလိုမျိုးအိမ်ဝေးတိလိษံလေးလိုမျိုးလာပြီးချွဲခြင်းနေရမျိုးဟိုလူခေါင်းကြီးနဲ့မလိုက်ဘူးပေါ့နော်လာချွဲနေရတယ်အဲ့ဒါလေးတွေကြုံရလိမ့်မယ်ပြီးရင်ချစ်ချင်းမြတ်တာတရားတွေကိုတတိရှာချစ်ပြီးတော့ကိုကလည်းသူများတွေကိုကျင်နာတနာတဲ့အတွက်ကိုယ့်ရဲ့ကောင်းမွန်တဲ့ energy တွေ vibe တွေကိုလိုချင်တဲ့လူတွေလက်ခံခြင်းတဲ့လူတွေအပြင်မှာဘလို့ပဲဟိုဘလူးတရေတဆဲလို့သူများတွေပေါ်တောင်းကျမ်းနေပါသေးပေါ့နော်ကိုနဲ့ကြလို့ရှင်ကလေးလေးလူလာရွှဲနေလူတွေလည်းတွေ့ရပါလိမ့်မယ်အဲ့လိုလူတွေကိုကိုကဒီမှာ attachment မရှိနေပဲနဲ့ကိုကငါကျင်နာပေးမယ်နှွေးထွေးမယ်ငါမြတ်တာတွေနင်တို့ရပါစေနင်တို့ကနင်တို့ဘလို့လူတွေပဲဖြစ်ဖြစ်ငါကတော့ငါမြတ်တာတွေငါအချစ်တွေကိုကျင်နာမှုနှွေးထွေးမှုတွေကိုနင်တို့ပဲပေးလိုက်မယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒီမှာဆိုလို့ရှိရင် Venus ဂျိုရဲ့လွှမ်းမိုးမှုရှိတဲ့အတွက် Taurus တို့Libra တို့လည်းဖြစ်နိုင်တယ်ပေါ့နော်သူတို့တွေဒီ reading ကိုနားထောင်တဲ့လူတွေထဲမှာအဲ့လိုလူတွေပါတယ်ဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့ Venus မှာကိုကVenus ဂျိုလွှမ်းမိုးတာခံရတဲ့ဘယ် zodiac sign မဆိုပေါ့နော်
ဒီချစ်ချင်းမြတ်တာလေးတွေနှွေးထွေးမှုလေးတွေခံစားရပါလိမ့်မယ်ကိုကလည်း A stage ကိုရောက်ပါလိမ့်မယ်လို့တင်နေကောင်းပါပါတယ်ရှင်ကျေးဇူးများကြီးတင်ပါတယ်